တူလို့ပြီးတော့တဲ့သူတွေကလည်းမနေတော့ဘူးပေါ့နော်ဆက်ကဆရာတွေကလည်းဆက်ကရတာမောလာပြီးမို့လို့ရှမ်ပိုင်ရှင်ကမအားမနာပဲပြန်တူးခိုင်းလိုက်တာပေါ့နော်ကျွန်တော်ကလည်းကော်ဖီပီနဲ့တင်နေရတာမောလာပြီးမို့လို့အလုပ်ကိုနည်းနည်းခုတ်ကတ်တဲ့အနေနဲ့ချက်နေပြီးဖြစ်တဲ့ဟင်းဝဲရဲ့မိကိုလာမုန်းနေလိုက်တာပဲဖြစ်ပါတယ်ဗျမပြောချင်လို့ကြည်နေတာဒီလိုနဲ့ပဲ10နိုင်ခွဲအလုံးနာရှင်ရောက်တော့တာပေါ့နော်နာမေဟေဆိုတာနဲ့လာကြတာတန်းနေတာပဲဗျအခုမီနေတဲ့ဘေးကလည်းမောင်းမှာတက်တူပြင်းနေပါလားဆိုပြီးလူမိုက်လို့တော့မထင်လိုက်ပါနဲ့အောင်နော်အမှန်တကယ်တော့ဘာလူမိုက်မှမဟုတ်ပါဘူးရွာတဲ့ကခိုးဆိုးလို့နိုင်ပါဗျဟာရမအဲ့လိုမပြောနဲ့လေကွာဒီကိုကြီးဆိုရင်ခလေး3ယောက်ဖေလို့တော့ထင်ရတယ်ဗျခလေးမပြောနဲ့ချစ်သူတော်မရှိတဲ့ခန့်ချောပြကြီးပေါ့နော်နိုင်ရွယ်နာနေရှင်အတွင်းမှာကျွန်တော်တို့ရှန်တဲ့ကတက်တီးစင်းတွေကိုခိုးစားကြရင်ပျော်ရွှင်စရာဟာတလေးတွေကိုဝိုင်းဖွဲ့ပြီးပျော်ဆွနေကြတာပဲဖြစ်ပါတယ်ဗျတရက်တီးကကုံသွားပြီးမလောက်တော့မလို့သူများချန်နာသွားပြီးတက်ခုခုမှာပဲဖြစ်တာပေါ့နော်တရက်တီးခိုးတာတကယ်လို့ရှမ်ပိုင်ရှင်တာတီးခဲ့မယ်ဆိုရင်ကျွန်တော်မပါဘူးညင်လို့ရအောင်ဆိုပြီးတော့ဒီကိုကြီးခိုးတာကိုတက်တဲ့အဖြစ်ပြဖို့ဗီဒီယိုရိုက်ထားလိုက်ပါတယ်ဗျကျွန်တော်တရားတီးတွေကိုအများကြီးမယူရဲပဲတယောက်တည်းကိုရှောက်လုံးယူလာခဲ့လိုက်တာပေါ့နော်အလုံးသားပြန်ရောက်တာနဲ့ရုပ်ချောချောနဲ့ကိုစားပြလိုက်ပါသေးတယ်ခင်ဗျခိုးလာတဲ့တရားတီးတွေကိုကျွန်တော်တို့ကိုမကြွေးမကြောက်လို့ထင်ပါတယ်ဗျကျွန်တော်ဟာအရင်ရုပ်ချောကြောင်ဝိုင်းမြောက်ကြတာပေါ့နော်သူတို့ကဒီလောက်မြောက်ပြနေမှတော့ကျွန်တော်ကလည်းထပ်ကားပြလိုက်ပါတယ်ဗျနားရှင်လေးပြည့်ပြီးမို့လို့သူများတွေအလုပ်ကိုစီစနေကြပြီပေါ့နော်ကျွန်တော်ကတော့ရှမ်ပိုင်ရှင်ကိုတော့ဂယုမဆိုင်ပဲအေးစီစီနဲ့ခိုးနေခဲ့တာပေါ့နော်အလုံးလို့တာဘာမှမတီးလိုက်ရသေးပဲသမင်းစားရှင်ရောက်တော့တာပေါ့နော်ကျွန်တော်သမင်းမစားရှင်နေဘူးအလုံးလို့ချင်နေတယ်ဆိုပြီးချမ်ပိုင်ရှင်ကိုပြောကြည့်တာပေါ့နော်ချမ်ပိုင်ရှင်ကမရဘူးပြောလို့သမင်းတိုင်စားလိုက်ရပါတယ်ဗျတော်ရတလေးဟင်းစုံစုံလေးလေးနဲ့မို့အရန်ကိုစားလို့ကောင်းခဲ့တာပေါ့နော်ပီစီလေးကလည်းအလုံးကြတော့မလုပ်ပဲနဲ့သမင်းစားရှင်ရောက်လာတော့တလုံးချရကြီးနဲ့ကိုစားတာပေါ့နော်သမင်းစားပြီးလို့နားနေတဲ့အချိန်မှာပဲမိုးကြီးရွာတာပေါ့နော်မိုးရွာနေတာလေးကိုမြင်တော့ကျွန်တော်ကြိတ်ပျော်နေခဲ့တာဗျဘာဖြစ်လို့လဲဆိုတော့မိုးရွာရင်အလုံးလုံးရတာအဆင်မပြေတော့တာမို့လို့ရှမ်ပိုင်ရှင်ကကျွန်တော်တို့ကိုအင်အားဆွဲလို့မှာပဲဆိုတဲ့အကြံဆိုးနေပါဗျစိတ်မကောင်းစားနဲ့ပဲကျွန်တော်မျောလင့်ထားခဲ့တဲ့အတိုင်းဖြစ်မလာခဲ့ပါဘူးဗျမိုးကမကြီးပါဘူးဆိုပြီးရှမ်မရှင်ကမိုးကိုင်းကြီးတော့မဟုတ်ပဲနဲ့အလုံးထားလို့ပြလိုက်တာပေါ့နော်မိုးလဲကောင်းကောင်းတိတ်တော့ပြီးမိုးလို့ကျွန်တော်တို့အိမ်မှာပြန်ရသေးပဲအလုံးဆက်လို့ကြလိုက်ပါတယ်ဗျသူများတွေကလုံနေကြပြီးကျွန်တော်ကတော့ဗီဒီယိုလိုက်ရနေတာပေါ့နော်ကြီးရှုနေတဲ့သူတွေတော့မဟုတ်ရွာထဲမှာရှိမနေပဲနိုင်ငံရှားရောက်နေတဲ့သူတွေအတွက်တော်ရွာတလေးတောင်ပေါ်သူတောင်ပေါ်တာအလုံးပဲလို့လောက်ကြပုံကိုတီးမြင်ခံစားလို့ရအောင်ဆိုပြီးရိုက်ထားခြင်းဖြစ်ပါတယ်ဗျအခုဆိုလဲကြည်ဗျအလုံးလို့ရတာနဲ့တင်ပင်ပန်းနေပြီဆိုပေမဲ့လည်းသမီးလေးရဲ့အဖေချောကုန်းပေါ်အိတ်ချင်နေတဲ့ဆန္ဒကိုပါပင်ပန်းနေမှုကိုညီးပြမနေပဲမရရအောင်သမီးလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့အဖေတယောက်ရဲ့မေတ္တာကိုလည်းထပ်မြင်တွေ့ခဲ့ရပါသေးတယ်ဗျကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းကကော်ဖီပီလေးတွေကိုတတွင်းချင်းစီလိုက်ထားလို့ပြီးသွားပြီပေါ့နော်ကိုတဝန်ကိုလှုပ်လို့သွားပြီဆိုရင်လည်းအိမ်ပြန်ချိန်မရောက်တဲ့တာမို့လို့ထပ်ပြီးစိတ်ကိုလိုက်ပါတယ်ဗျသူများအလုပ်ကိုလှုပ်ပေးနေရတဲ့အချိန်နိုင်ရီကအရန်ကိုနေတယ်လို့ကျွန်တော်ခန်းစားမိတာပေါ့နော်မြေကြီးတဲ့ကိုကျွန်တော်ကကော်ဖီပီလေးပဲစိုက်ခဲ့တာပါဒါပေမဲ့ညီမလေးကတော့ကိုကြီးရဲ့ရင်ခွင်တဲ့ကိုအမုန်းစုတွေစိုက်ခဲ့တာပေါ့နော်ကော်ဖီပင်ရဲ့အောက်ပိုင်းမြေကိုကော်လည်းတကူဖြတ်နိုင်ခဲ့တယ်ဆိုပေမဲ့မင်းလေးနဲ့အတူရှိခဲ့မှုတဲ့တန်ရောစင်ကျိုးတွေကိုတော့ကိုမဖြတ်ရဲခဲ့ပါဘူးအခုချိန်นี้ကိုရင်ထဲမှာတော့ခတ်ပြီးတင်ထားဆဲပဲပေါ့နော်ကော်ဖီအကိုရင်ချုပ်ခဲ့ရတော့ဖြစ်တယ်ဆိုပေမဲ့မင်းရဲ့အဝတ်ကိုတော့ကိုရင်ချုပ်ခဲ့ရတော့မဖြစ်ခဲ့ရဘူးပေါ့နော်မပေါ်တာလေကျွန်တော်ကခမရတို့ကိုပျော်စီစီရှင်လို့စနေတာပါဗျအဆုံးထိကြီးချွတ်အပ်ပေးခဲ့တဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ